ကဲဆောင်းဝဲနေလို့ရှိရင် energy ရပြီပေါ့နော်ဒီနေ့လဲတိုင်းမှာဖောက်ပြမယ်ဖောက်ပြလို့ဆို energy ကိုတိတ်ရှိနေရပဲပေါ့နော်ဆောင်းဝဲလေးကိုဖြစ်ဖြစ် day ပပပေးရဟာနော် Yuki ရဲ့နောက်ဆုံးပေါ် B14 လေးပါအိုးမ QR code ပါတယ်ပေါ့နော် QR code ကမစကန်နေတော့ပေါ့နော်ရုပ်ကလေးပါတယ်ဒီရုပ်တွေထဲမှာမလို့ခြင်းတဲ့ရုပ်ကတော့ဒီအပန်းရောင်ကြီးပေါ့နော်ဘာရရအဆင်ပြေရဲ့ရလို့အလိုချင်ဆုံးပြောပါဆိုတော့ဒီအညုံလေးနဲ့အပြလေးပေါ့နော်ဆိုတော့ဖောက်နော်အိုးဒီမှာနော်ဒီမှာအကြောင်းလေးကဆွဲလိုက်โอเคအိုးငါဘူးကကြထိမှာတော့ကကြထိမှာတော့ရာကကြထိမှာနော်မင်းမြင်လားဟုတ်ဟာမြင်တော့ကလူကျွန်တော်ပေါက်တယ်ပန်းလေးတော့ဟဲ့ဒါမလာရတော့အရင်လေးရတော့ကျန်သူကဟိုကပါလေအနက်ပြောက်ကလေးပါချစ်တော့ချစ်စရာလေးပဲမလို့ခြင်းဘူးဆိုရင်ချစ်စရာလေးတော့မအုတ်ထုတ်လေးနဲ့ငါဒီကောင်အုတ်ထုတ်ပါတော့တွေ့လို့ကျွန်တော်ပေါက်တယ်ဆိုရင်လည်းပေါ့နော်ကြည့်ပါဦးချစ်စရာလေးချစ်ကြလေးငါဟာချစ်ကြလေးအပန်းအောင်လေးဆိုရင်မကြိုက်ဘူးလို့ပြောရမယ်နော်ဒီမှာကြည့်ဒီဘူးထဲမှာဒါလေးမလာဘူးထင်တာမကြုံဘူးဗျာလို့အယုတ်ကလေးကဒီဝဲအောင်တော့ပြရနူဖတ်ဖတ်လေးဟုတ်ဟိုကက်ကလေးပေါ့နော်ညလာတယ်ဒီအယုတ်ကလေးအိုးချစ်လိုက်တာ yes ဆိုဒီနေ့လဲ blind မှာဖောက်ပြခဲ့ပါတယ်ဆိုတော့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့လူတွေအတွက်ကျေးဇူးတင်ပါတယ်ပေါ့နော်နောက်ပြီးရင်မှဆက်တွေ့ပါမယ်တတာ